မင်္ဂလာပါဗျာ format painter ကိုလေ့လာမယ် format painter ကဒီနေရာမှာရှိတဲ့ format painter ကိုလေ့လာဖို့စာရိုက်ထည့်လိုက်မယ်ကိုကြိုက်တဲ့စာပုံစံရိုက်ဖို့နော်ကျွန်တော်ကဒီလိုမျိုးစာပုံစံရိုက်လိုက်မယ်ဒီနေရာရောက်တဲ့ချိန်မှာ enter နှိပ်တယ်ဆက်ရိုက်တယ်ဒီမှာရောက်တဲ့ချိန်မှာ space bar နှိပ်တယ်ဒါက space bar နှိပ်သွားတယ်ကိုလိုတဲ့နေရာရောက်ပြီဆိုရင်စာဆက်ရိုက်တယ်enter နှိပ်တယ်ဒီနေရာမှာ space bar နှိပ်တယ် space bar ကသူသွားတာနဲတယ် tab စီတယ် tab နဲ့နှိပ်သွားမယ် tab ကသူသွားတာကျဲတယ် tab ကခုံသွားတာများတယ် tab နဲ့ခုံလိုက်တယ်ဒီအပေါ်ကစာကြောင်းနဲ့ညီပြီးဆိုရင်စာဆက်ရိုက်သွားတယ်ဒီနေရာရောက်တဲ့ချိန်မှာကျွန်တော်က enter နှိပ်တယ်enter နှိပ်ပြီးတော့ဒီနေရာမှာကျွန်တော် tab နဲ့ခုံလိုက်တယ်ဒီမှာစာဆက်ရိုက်တယ်enter နှိပ်တယ်နောက်တစ်ကြောင်းဆက်ရိုက်တယ်ဒီနေရာမှာ tab နဲ့ခုံတယ်ဆက်သွားတယ်enter နှိပ်တယ်နောက်တစ်ကြောင်းဆက်ရိုက်တယ်tab ခုံတယ် tab ခုံတယ်enter နှိပ်တယ် tab ခုံတယ် tab ခုံတယ်enter နှိပ်တယ်ကျွန်တော်စာဆက်ရိုက်သွားတယ်စာရိုက်ပြီးကုန်ပြီဆိုရင်ဒီကြားထက်မှာကာစာထားပြီးတော့ enter နှိပ်လိုက်တယ်ဒီစာလုံးကို select မှတ်ပြီးတော့ center ပို့လိုက်တယ်အလယ်ပို့လိုက်တယ်ဒီပုံကိုနှိပ်ပြီးတော့လည်းအလယ်ပို့လို့ရတယ်မဟုတ်ရင် shortcut ကနေ control E အလယ်ထားလိုက်ပြီးတော့ကျွန်တော်စာလုံး size ပေးကြည့်လိုက်တယ်ဒီစာလုံးကိုလည်း upper case ပြောင်းလိုက်မယ်စာလုံးအကြီးပြောင်းလိုက်တယ်ဘိုးလည်းထားလိုက်မယ်ကျွန်တော်ကနိုင်ငါဘာမှမပြောင်းရသေးဘူးဒီနိုင်ကို select မှတ်ပြီးတော့စာလုံးပုံစံတစ်မျိုးပြောင်းလိုက်မယ်ပြောင်းပြီးတော့ဒီအောက်ကစာလုံးလည်းနိုင်ရဲ့စာလုံးပုံစံအတိုင်းဖြစ်ချင်တယ်ဒီနိုင်စာလုံးကို select မှတ်တယ် format painter ကိုကလစ်တစ်ချက်နှိပ်တယ်ဒီအောက်ကစာလုံးကို select လာမှတ်လိုက်မယ်အောက်ကစာလုံးလည်းနိုင်ရဲ့စာလုံးပုံစံအတိုင်းဖြစ်သွားတယ်နိုင်ကို select မှတ်အောင်မယ်format painter ကိုကလစ်တစ်ချက်နှိပ်တယ်ဒီအောက်ကစာလုံးနဲ့နိုင်ရဲ့စာလုံးအတိုင်းဖြစ်ချင်တယ် select မှတ်လိုက်တယ်နိုင်ရဲ့စာလုံးအတိုင်းဖြစ်သွားတယ်ဒီအောက်က3-4ခုလည်းနိုင်ရဲ့စာလုံးအတိုင်းဖြစ်ချင်တယ် format painter ကတစ်ချက်ပဲကလစ်နှိပ်ရင်တစ်ခါပဲသုံးလို့ရတယ်ဒီတစ်ခေါက်နိုင်ကို select မှတ်တယ် format painter ကိုကလစ်လက်ကလစ်နှစ်ချက်နှိပ်လိုက်တယ်ဒီမှာတစ်ချက်သုံးလိုက်တယ်နောက်တစ်ခေါက်သုံးလို့ရတယ်နောက်တစ်ခေါက်သုံးလို့ရတယ်ကိုက format painter ပြုတ်ချင်တယ်ဆိုရင် format painter ပုံကိုကလစ်တစ်ချက်နှိပ်လိုက်တယ်
ဒီဘက်ချမ်းစာကိုလည်းကျွန်တော်ကဆောင်းဆောင်းလေးလောက်လိုက်တယ်စာလုံး site လဲစာလုံးအရွယ်လဲပေးကြည့်လိုက်တယ်ဒီစာလုံးနဲ့ဒီစာလုံးကိုလည်းဒီစာလုံးပုံစံအတိုင်းဖြစ်ခြင်းနဲ့ကျွန်တော်ကဒီစာလုံးကို select မှလိုက်တယ် format painter ကို click နှိုက်လိုက်တယ်လက်ကလေးနှစ်ချက်နှိုက်လိုက်တယ်ဒါဆိုရင်အခေါက်အများကြီးသုံးလို့ရတယ်ဒီမှာဒီတစ်လုံးလဲကျွန်တော် select လိုက်မှလိုက်တယ်သူလဲ light ဆောင်းသွားပြီစာလုံး site လဲနည်းနည်းကြီးသွားပြီဒီအောက်ကတစ်လုံးလဲ select မှလိုက်တယ်သူလဲစာလုံး light ဆောင်းသွားပြီစာလုံး site လဲကြီးသွားပြီ1ကိုကျွန်တော်က format တစ်ခုထည့်လိုက်မယ် bold format ပေါ့ bold format ကစာလုံးထူအောင်လုပ်လိုက်တယ်1ကို select ပေးပြီးတော့ bold နှိုက်တယ်1ကိုကျွန်တော်က select ထပ်ပေးလိုက်မယ် format painter ကိုနှစ်ချက် click နှိုက်တယ် click နှစ်ချက်နှိုက်ပြီးတော့ဒီအောက်ကစာလုံးကိုလာ select မှလိုက်မယ်ဒီအောက်ကစာလုံးနဲ့ bold format လိုက်ဝင်သွားပြီဒီအောက်ကစာလုံးနဲ့ select ပေးလိုက်မယ်ဒီမှာလဲ bold format လိုက်ဝင်သွားပြီကျွန်တော် light select ပေးလိုက်မယ်ကို bold format ထည့်ခြင်းနဲ့စာလုံး light select ပေးလိုက်တယ်ဒါက format painter ဖြစ်ပါတယ် format painter က format ကို copy ကူးတာဖြစ်ပါတယ်